မင်္ဂလာပါကြီးညိုဝဲရအရန်ကိုကောင်းတဲ့အင်းဝခင်ဟန်ကျွန်းနဲ့ရုပ်ဘွားတော်ကြီးတဆူပြသပေးပါမယ်ခင်ဗျာရုပ်ဘွားတော်ကြီးကိုမပြသခင်မှာဒီရုပ်ဘွားတော်ကြီးဘလို့ထုစစ်ပုံပေါ်ပြခဲ့လဲဆိုတဲ့အကြောင်းရင်းလေးနည်းနည်းပြောပြပေးပါမယ်ခင်ဗျာကျွန်တော်ကြီးညိုဝဲရကောင်းတဲ့ဘုရားစနုတော်ပုံလေးတွေကိုလိုက်လံရှာဖွေစုဆောင်းရင်းနဲ့ online ပေါ်မှာအရန်ကိုတက်ပေတဲ့စနုတော်ရဲ့ပုံတစ်ပုံတွေ့လိုက်ပါတယ်ခင်ဗျအဲ့နဲ့အဲ့ဒီပုံတော်လေးရဲ့ source ကိုလိုက်ကြည့်တဲ့အခါမှာပေါ့အခုလိုမျိုးစာလေးတွေ့တယ်ပေါ့နော်ဒီဘာရေးထားလဲဆိုတော့ The Museum of Oriental Art Moscow ရုရှားနိုင်ငံမော်စကိုမြို့မှာရှိတဲ့ပြတိုက်တစ်ခုမှာပေါ့နော်ပြသထားတဲ့စနုတော်လေးဖြစ်ပါတယ်ခင်ဗျ description မှာဖော်ပြထားတာက Mandalay Burma 19th century carved teak wood traces of gilt 58 into 30 centimeter ညံတော်နှစ်ပေဝန်းကျင်လောက်ရှိတဲ့ကျွန်းသားနဲ့ထုစစ်ပြီးရွှေချထားတဲ့19ရာစုခေတ်ရုပ်ဘွားတော်လို့ဖော်ပြထားတာဖြစ်ပါတယ်ခင်ဗျာတို့တော့လဲရုပ်ဘွားတော်ရဲ့ဟန်တရံကိုကြည်ချင်းအပြင်ဒီရုပ်ဘွားတော်ဟာအင်းဝခေတ်ဟန်ရုပ်ဘွားတော်ဖြစ်ပါတယ်ခင်ဗျာနှစ်ပေါင်း900လောက်ကြာပြီဖြစ်တဲ့ရှေးဟောင်းရုပ်ဘွားတော်ဟန်အားကြီးစုဖူးမြော်ပြီးကြီးညိုတရားပွား၍တိတ်တိဝင်ကျွန်းသားဖြင့်ပြန်လည်ထုစစ်ပူဇော်ထားခြင်းဖြစ်ပါတယ်ခင်ဗျာဖူးမြော်ကြည်ညိုရသူအပေါင်းကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာ